Hello မင်္ဂလာပါနေကောင်းချမ်းမှကြပါရဲ့လားရှင်ဒီနေ့အလှည့်ကျတဲ့ရာသီပွားကတော့ Sagittarius ဖြစ်ပါတယ်ပေါ့နော်နိုဝင်ဘာ22ရက်ကနေဒီဇင်ဘာ21ရက်နေ့အတွင်းမွေးဖွားတဲ့ဒီရာသီပွားတွေကိုမြန်မာလိုဆိုရင်တော့$မှာမွေးဖွားတဲ့လူတွေလို့ခေါ်တယ်ပေါ့နော်ဓနုရာသီပွားတွေလို့လည်းခေါ်ကြတယ်ပေါ့zodiac sign တွေအနေနဲ့တော့သူတို့ကို Sagittarius လို့ခေါ်တယ်ပေါ့နော်ပုံကတော့မိန်းကလေးတယောက်မြပြနေတဲ့ပုံစံလေးပေါ့နော်သူတို့ဟာ multiple အုပ်စုအဖွဲ့ဝင်တွေဖြစ်တယ်ပေါ့နော် multiple ဆိုတဲ့အတိုင်းပြောင်းလဲမှုရှိတဲ့ပြောင်းလဲမြန်တဲ့အုပ်စုအဖွဲ့ဝင်တွေဖြစ်တယ်သူတို့ရဲ့ dressing ကတော့ fire ဖြစ်တယ် Leo တို့နဲ့တအုပ်စုထဲပေါ့နော်သူတို့ကို ruler လုပ်တဲ့ဂျိုကတော့ Jupiter ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ Jupiter ကလည်းသုံးအုပ်စုထဲမှာပထမဦးဆုံးအုပ်စုကိုသူက ruler လုပ်တယ်ပေါ့နော်ကျန်တာတွေကတော့ဒီသုံးအုပ်စုအတိုင်းပဲသူ့ရက်နဲ့သူ့ရက်နဲ့အတူ ruler ထပ်ပြီးတော့လုပ်တယ်ပေါ့အဲ့တော့နိုဝင်ဘာ22ရက်ကနေဒီဇင်ဘာ1ရက်နေ့အတွင်းမွေးဖွားတဲ့လူတွေကို Jupiter က ruler လုပ်ပြီးတော့ Jupiter ရဲ့ character တွေဖြစ်တဲ့မျိုးသားမှုရှိတာတို့လိုက်ရောညီတွေနေတတ်တာတို့အဲ့ဒီ character တွေကသူ့စီမှာတက်ရောက်တယ်ပေါ့နော်ဒီဇင်ဘာ2ရက်ကနေဒီဇင်ဘာ17ရက်အတွင်းမွေးဖွားတဲ့လူတွေကြတော့သူတို့က Mars ကိုပြောင်းသွားတယ်ပေါ့ Mars က ruler ဖြစ်သွားတယ် Mars ဆိုတဲ့အတိုင်းပဲရဲရင်နဲ့ထက်မြက်တယ်တည်ကြည်တယ်ဩဇာညောင်းတယ်အားကိုးရတဲ့လူတွေဖြစ်တယ်ပေါ့နော်ထက်ထက်မြက်မြက်အဲ့လိုပုံစံမျိုးတွေရှိတယ်ဒါ Mars ရဲ့ character တွေပေါ့နော်ဒီဇင်ဘာ12ရက်ကနေဒီဇင်ဘာ21ရက်နဲ့အတွင်းမွေးဖွားတဲ့လူတွေကြတော့စမ်းဂျူဖြစ်သွားရောနေဖြစ်သွားပေါ့နော်အဲ့တော့နေရဲ့ character တွေဖြစ်တဲ့ရဲရင်နဲ့ထက်မြက်တဲ့တက်ကြွတဲ့အကြောက်တရားကင်းတဲ့အဲ့ဒီပုံစံမျိုးတွေပေါ့နော်အဲ့ဒီ character တွေကသူတို့ပေါ်မှာ ruler လုပ်တယ်ပေါ့ပြောရရင်ဂျိုအနေထားနဲ့ကြည့်လို့ရှိရင်တော့သူကလီယိုနဲ့အတူတူပဲပေါ့နော်သူတို့အုပ်စုအတွင်းမှာပထမအုပ်စုကို Jupiter ဒုတိယအုပ်စုကို Mars တတိယအုပ်စုကို Sun ပြီးတော့သူက ruler လုပ်တယ်ပေါ့လီယိုရာသီပွားတွေချင်းသစ်ရာသီပွားတွေပေါ့နော်ဝါကောင်လရာသီပွားတွေကြတော့လေဒီဂျိုတွေကအတူတူပဲဒါပေမဲ့သူတို့ကအုပ်စုနေရာမှာတော့ကွဲသွားတယ်လီယိုတွေကပထမက Sun ဒုတိယက Jupiter တတိယက Mars အဲ့လိုဖြစ်သွားတယ်ဒါပေမဲ့ ruler လုပ်တဲ့ဂျိုတွေကအကုန်လုံးအတူတူဖြစ်တဲ့အတွက်ဒီ Sagittarius နဲ့ Leo တွေကစိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော်တော်များများကသွားပြီးတော့တူတဲ့သဘောရှိတယ်ပေါ့နော်အကုန်လုံးကိုမတူဘဲနဲ့တော်တော်များများပဲတူတယ်လို့ဘာလို့ပြောရလဲဆိုလို့ရှိရင်ပေါ့နော်သူတို့ရဲ့ dressing တွေကတော့ fire အုပ်စုဝင်အတူတူတွေပဲဖြစ်ပေမဲ့သူတို့ရဲ့ mood တွေနေရာမှာတော့ပေါ့နော်ပြောင်းသွားတယ်ပေါ့ Leo တွေကြတော့ face သမားတွေပုံသေးကားချက်သမားတွေဖြစ်သွားပြီးတော့ဒီ Sagittarius တွေကြတော့သူတို့က multiple ပြောင်းလဲနေတဲ့လူမျိုးတွေဖြစ်သွားတယ်ပေါ့အပြောင်းလဲမြန်တဲ့လူစားမျိုးတွေပြောင်းလဲခြင်းရှိတဲ့လူစားမျိုးတွေဖြစ်သွားတဲ့အခါကျတော့သူတို့ဟာဒီ Sagittarius ရာသီပွားတွေနဲ့ Leo ရာသီပွားတွေဟာစိတ်ဓာတ်ရေးရာအပိုင်းတွေမှာအတော်များများတူကြပေမဲ့ဒီ mood နေရာမှာ face နဲ့ multiple နဲ့ကွဲသွားတဲ့အခါကျတော့အဲ့ဒီနေရာမှာသူတို့ဟာနည်းနည်းပါးပါးအပြောင်းလဲဖြစ်သွားတယ်ကျန်တဲ့ character တွေကတော့အတော်များများတူကြတဲ့သဘောရှိတယ်ပေါ့နော်ပောက်ကွဲလွယ်တာရဲရင်တာထက်မြက်တာအကူရတာစိတ်မြန်လက်မြန်ရှိတာတတ္တိကောင်းတာအဲ့ဒီပုံစံတွေကတော့အကုန်တူတူပဲပေါ့နော်အဲ့တော့သူတို့ရဲ့ character တွေကိုပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလမှာမွေးဖွားတဲ့လူတွေဟာတွေးခေါ်ကောင်းတဲ့လူတွေဖြစ်တယ်ခုနfire သမားတွေဖြစ်တဲ့အတွက်ပဲစိတ်ဓာတ်တရားပြင်းထန်ကြတယ်ထက်မြက်ကြတယ်ဘယ်အလုပ်ကိုမဆိုသူတို့ဟာရဲရဲရင်ရင်ပြုတ်လုပ်ကြတယ်မကြောက်တတ်ဘူးပေါ့နော်တုံတိုက်တိုက်ကြားကြိုက်ကြိုက်သမားတွေဖြစ်တယ်ဟန်ဆောင်မှုရှိဘူးသူတို့ဟာတီတီကြီးကြီးရှိတယ်ဟာမဆောင်တတ်ဘူးပြောရလို့ရှိရင်သစ္စာရှိတယ်ဂရိတီးတယ်အဲ့ဒီပုံစံမျိုးတွေပေါ့နော်ကိုနှိမ်ချတတ်တယ်ရိုးရိုးပဲကြံတယ်ရိုးရိုးပဲတွေးတယ်အဲ့ဒီပုံစံမျိုးသမားတွေရှိတယ်ပေါ့နော်သူတို့ရဲ့မူရင်းပင်ကိုယ်စိတ်တွေဟာမေတ္တာကရုဏာတရားတွေနဲ့ပြည့်တယ်တဏှာတတ်တယ်လူတစ်ဖက်သားကိုကူညီတတ်တယ်စိတ်ရင်းစေတနာကောင်းတယ်ဆိုပေမဲ့သူတို့ရဲ့
dress နေကြောင်ပေါ့နော် fire သမားတွေဖြစ်တဲ့အတွက်သူကစိတ်ကြီးတယ်ဒေါသကြီးတယ်အပျော်ကြမ်းတယ်အဲ့ဒီပုံစံမျိုးတွေရှိတယ်ပေါ့နော်ဗျောင်ပြောဗျောင်လှုပ်တဲ့ပြောတဲ့လှုပ်တဲ့လူစားမျိုးတွေဖြစ်တဲ့အတွက်တခါတရံကြရင်ခုနလီယိုတွေလိုပဲသူတို့မှာရန်သူတွေရှိတတ်တယ်ပေါ့ကိုကတော့မှန်တာကိုပြောလိုက်တယ်တဲ့ပြောလိုက်တယ်မကြိုက်ရင်မကြိုက်ဘူးကြိုက်ရင်ကြိုက်တယ်အဲ့လိုပုံစံမျိုးတဲ့ပြောလိုက်တယ်ဆိုပေမဲ့ဒီတစ်ဖက်ကကိုကောင်းတာပြောပြီးမယ်ကောင်းတဲ့အယူအဆမျိုးကိုမယူဆသွားတဲ့အခါကျတော့စိတ်ထဲမှာကိုညှိုးသွားတတ်တာတို့ကိုရန်သူလိုထင်သွားတတ်တာတို့အဲ့လိုပုံစံမျိုးတွေသူတို့ကဖြစ်သွားတတ်တဲ့ပုံစံမျိုးတွေရှိတယ်တဲ့ဒီ fire ရာသီဘွားတွေရဲ့အဓိကတစ်ချက်ကအဲ့ဒါကိုတော့သတိထားဖို့လိုတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုစိတ်မြန်ကိုမြန်သမားတွေတအားကြီးပောက်ကွဲလွယ်တဲ့လူတွေဖြစ်တဲ့အခါကျတော့အပြောကြမ်းတဲ့အခါကျတော့ဘလောက်ကြီးပဲစိတ်ရင်းကောင်းကောင်းနှုတ်ထွက်စကားကြမ်းတဲ့အခါကျတော့သူများကအကောင်းမမြင်နိုင်တဲ့သဘောမျိုးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လောကကြီးကလည်းအချိုးကြိုက်တယ်ပေါ့။နှုတ်ချိုးရှူတပါဆိုတဲ့အခါကျတော့အပြောတခါလေးတချို့ကြတော့နော်အပြောချိုပြီးအတွင်းကောက်တဲ့လူတွေရှိပေမဲ့အပြောချိုနေတဲ့အခါကျတော့အတွင်းကိုမမြင်နိုင်ဘူးဒါပေမဲ့လူတွေကအပြောချိုရင်တော့တကယ်ကြီးကိုထင်မှတ်ကြတဲ့လူတွေဖြစ်တယ်ပေါ့နော်တကယ်ကြီးကိုကောင်းတယ်လို့ထင်ကြတယ်နှုတ်ချိုတာဒီ fire သမားတွေကြတော့သူတို့ကနှုတ်မချိုအတွင်းစိတ်ကဖြောက်မိမဲ့နှုတ်ကမချိုအတွင်းစိတ်လည်းဒီတိုင်းပဲအပြောကလည်းဒီတိုင်းပဲစိတ်แท้ရှိရင်ရှိသလိုပြောတယ်မြင်ရင်မြင်သလိုပြောတယ်ဒဲပြောတတ်တယ်ဒဲလုပ်တတ်တယ်အဲ့လိုပုံစံမျိုးကြတော့မကြိုက်တဲ့လူနဲ့တွေ့ရင်သူတို့ဟာရန်သူလူဆက်ဆံခံရတတ်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်ပေါင်းတင်ပေါင်းတဲ့အခါမှာဆိုလို့ရှိရင်လည်းသူတို့ဟာအမြဲတမ်းစိတ်ထဲရရှိတဲ့အတိုင်းပေါင်းတယ်သဘောရိုးအတိုင်းပေါင်းတယ်ပေါ့စိတ်ရင်းနဲ့ပေါင်းတယ်လို့ပြောရမယ့်သဘောပေါ့နော်ကိုရောစိတ်ကိုနှစ်ပြီးပေါင်းတတ်တဲ့လူစားမျိုးတွေဖြစ်တဲ့အတွက်အဲ့လိုမျိုးပေါ့ကိုယ့်အပေါ်မှာတစ်ဖက်သားရန်သူလိုသဘောထားနေတဲ့အခါမှာဆိုလို့ရှိရင်သူတို့ရန်သူလိုသဘောထားနေတာကိုကိုကမသိနိုင်တဲ့အခါကြလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲကရှိသမျှကိုပြောတတ်ပြီးတော့စိတ်ရောကိုယ်ရောနှစ်ပြီးပေါင်းတတ်တဲ့အခါကျတော့ကိုယ့်ရဲ့တစ်ခါတလေအားနည်းချက်တွေဟာသူတို့အတွက်အားသာချက်တွေဖြစ်သွားတတ်တယ်ပေါ့နော်အညာကင်သွားတတ်တဲ့ပုံစံမျိုးတွေရှိတယ်အဲ့ဒီတော့အပေါင်းအသင်းပေါင်းတဲ့အခါမှာစိတ်နှစ်ပြီးတော့ပေါင်းတတ်တာမျိုးတွေရှိသမျှအကုန်ဖွင့်ထုတ်တတ်တာမျိုးတွေကိုဒီရာသီဘွားတွေကတော့သတိထားဖို့လိုတယ်ပေါ့နော်ဒီရာသီဘွားတွေကအရာရာကိုအလေးနဲ့ထားပြီးလှုပ်တတ်တယ်ကြီးပွားချမ်းသာလို့စိတ်တွေသူတို့မှာကြီးမားတယ်ရီမန်းချက်တအားကြီးတဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်တတိအရန်ကောင်းတယ်ဖြောင်ပြောဖြောင်လှုပ်တတ်တယ်ကိုယ့်ဘက်ကမှန်တယ်ထင်လို့ရှိရင်ဘယ်ကိစ္စမဆိုလှုပ်ရဲကန်ရဲတဲ့အကျင့်လည်းရှိတယ်ပေါ့နော်နောက်ပြီးတော့သူတို့ဟာလှုပ်ချင်ပြီဆိုလို့ရှိရင်တုံးတိုက်တိုက်ကြားကြိုက်ကြိုက်လှုပ်တတ်တဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော် fire ရဲ့သဘာဝတွေသူတို့မှာကြီးစိုးတယ်ပေါ့လွတ်လပ်မှုကိုမြတ်နိုးတယ်ပေါ့နော်လွတ်လပ်စွာနေရထိုင်ရတာကိုကြိုက်တယ်သူတို့ကနောက်တစ်ချက်က fire သမားတွေဖြစ်တဲ့အတိုင်းနော်စိတ်တက်ပြင်းထန်တဲ့စိတ်တက်ကခတ်ထန်မှကြောတယ်အဲ့ဒီပုံစံမျိုးတွေပေါက်တယ်ပေါ့နော်အတွင်းစိတ်ကဘလောက်ကောင်းကောင်းသူတို့ဒေါသဖြစ်လာလို့ရှိရင်သူတို့ရဲ့ပင်ကိုယ်မူလစိတ်တွေဟာအင်မတန်မှတနာတတ်တယ်ကူညီတတ်တယ်လူတစ်ဖက်သားကိုဂယုဏထားတတ်တယ်ဆိုပေမဲ့ဒီလူတွေဒေါသဖြစ်လာပြီဆိုလို့ရှိရင်အင်မတန်မှခက်ထန်ကြမ်းတမ်းသွားပြီးတော့သူတစ်ပါးကိုထိခိုက်နာကျင်အောင်လုပ်ဖို့လဲဝင်မလေးတတ်တဲ့လူတွေဖြစ်သွားတယ်တဲ့အဲ့ဒါကိုတော့သတိထားဖို့လိုတယ်ပေါ့နော်ဒေါသတွေကိုထိမ့်ဖို့လိုတယ်ဒီ fire အုပ်စုဝင်တွေဟာအထူးသတိထားဖို့လိုတာကဒေါသပေါ့နော်သူဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူတို့ရဲ့နှက်ခတ်တွေဂျိုးတွေမှာကြီးစိုးတဲ့အရာတွေအားလုံးကဒါ dressing တွေကအစာမိတတ်တွေနေတတ်တွေအဲ့လိုပုံစံမျိုးတွေဖြစ်တဲ့အခါကျတော့သူတို့ဒေါသတွေကိုသူတို့သာလွတ်ထွက်ပေးလိုက်လို့ရှိရင်မဖြစ်တဲ့နာတွေဖြစ်တတ်တဲ့အနေအထားရှိတဲ့လူစားမျိုးပေါ့နော်သူတစ်ပါးကိုနာကျင်အောင်လုပ်ဖို့လဲဝင်မလေးတော့ဘူးတတိနဲ့တာမထိန်ဘူးဆိုလို့ရှိရင်လွတ်ပေးလိုက်မယ်ဆိုလို့ရှိရင်မကောင်းတဲ့အကျိုးဆက်တွေဖြစ်တတ်တယ်ပေါ့နော်သူတို့ဟာညံထက်မြက်တဲ့လောက်လိမ္မာပါနှက်မှုတွေလည်းရှိတယ်ပေါ့နော်သူတစ်ပါးမတွေးတဲ့ရှုထောင့်တွေကနေတွေးတတ်တယ်ဂျမနိုင်းရာသီဘွားတွေလိုမျိုးပဲသူတို့လည်းအတွေးခေါ်တစ်ခုပေါ့နော်ကိစ္စတစ်ခုဘယ်ကိစ္စတွေကိုမဆိုပေါ့နော်သူတစ်ပါးမတွေးတဲ့ဘက်ကနေသူတို့ကလှည့်ပြီးတွေးတတ်တဲ့
ဉာဏ်ပညာမျိုးတွေရှိတယ်ပေါ့နော်သူတစ်ပါးမတွေးတဲ့ရှုထောင့်တွေပေါ့ဒီလူတွေဟာအလုတ်လုတ်တဲ့အခါမှာပေါ့နော်ဘယ်ကိစ္စမဆိုသူ့ရဲ့ကိုယ်ပိုင်စိတ်ကူးကိုယ်ပိုင်အတွေးခေါ်တွေနဲ့လှုပ်တတ်တဲ့သဘောရှိတယ်ပေါ့နော်သူများရဲ့စိတ်ကူးတွေကိုသိပ်ပြီးတော့အသုံးမချဘူးသူများရဲ့အတွေးတွေသူများရဲ့ညွှန်ပြမှုတွေနဲ့မလှုပ်တတ်ဘူးကိုယ်စိတ်ကူးနဲ့ကိုယ်အတွေးနဲ့ကိုလှုပ်တတ်တဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်စီးပွားရှာတဲ့နေရာမှာလောဘကြီးတဲ့ဒီလူတွေကစီးပွားကိုတအားရှာတတ်တယ်ဒါပေမဲ့အဲ့လိုစီးပွားရှာတဲ့နေရာတွေမှာလဲသူတို့ဟာတချီထိုးပွားပေါက်တိုးတဲ့အနေအထားမျိုးတွေကြံတတ်တယ်စီးပွားရေးကိုလောင်းကစားဆန်ဆန်လုပ်တတ်တဲ့သဘောမျိုးပေါ့နော်သူတို့ရဲ့ပင်ကိုယ်စိတ်ရင်းတွေကတကယ်တမ်းကျတော့အင်မတန်မှကျင်နာတတ်တယ်တနာတတ်တယ်ဒုက္ခရောက်နေတဲ့ဘဲသူတွေကိုမဆိုမြင်လို့ရှိရင်သူတို့ကမနေနိုင်ဘူးသူတို့ဘာအခက်ခဲကိုမြင်လို့ရှိရင်မကူညီပဲမနေနိုင်တဲ့လူစားမျိုးတွေပေါ့နော်အင်မတန်မှတနာကျင်နာတတ်တဲ့စိတ်ဓာတ်ရှိတဲ့လူတွေဖြစ်တယ်ဒါပေမဲ့ခက်ထန်ကြမ်းတမ်းလာရင်တော့ကြောက်ရတယ်ပေါ့နော်ဒီလူတွေကဘလောက်ထိသူတစ်ပါးကိုမကူညီပဲမနေနိုင်လဲဆိုလို့ရှိရင်ဒီလူတွေဟာတစ်ခါတည်းရမှာပေါ့နော်ကိုယ့်ရဲ့ကိုယ်တိုင်ကိုပဲစားဖို့သုံးဖို့ရှိတာကိုတောင်အငတ်ခံပြီးတော့သူတစ်ပါးကိုပေးကမ်းကူညီရတာကိုပျော်ရွှင်နေတတ်တဲ့လူစားမျိုးတွေဖြစ်တယ်တဲ့အမှန်တရားကိုမျက်နှိုးတဲ့လူတွေဖြစ်တယ်သူတို့ဟာဘဝကိုပေါ့နော်အေးချမ်းချမ်းငြိမ်းငြိမ်းချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းလိုတဲ့လူတွေဖြစ်တယ်ပေါ့နော်ရှုပ်ရှုပ်ရှက်ရှက်တွေမကြိုက်ဘူးပူပူလောင်လောင်တွေကိုမကြိုက်ဘူးသူတို့ရဲ့ဘဝကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲအမြဲတမ်းဖြတ်တန်းခြင်းတဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်သူတို့မကြိုက်ဘူးဆိုလို့ရှိရင်လေfire သမားတွေဖြစ်တဲ့အတွက်ဖြောင်ပြောဖြောင်ဆန့်ကျင်တတ်တယ်ပေါ့နော်အငင်းတန်နဲ့အဲ့ဒီတခုကတော့လီယိုတွေနဲ့အတူတူပဲပေါ့နော်fire သမားတွေပေါ့ဖြောင်ပြောတတ်တယ်ဖြောင်လှုပ်တတ်တယ်အငင်းတန်နဲ့အဲ့ဒီပုံစံမျိုးပေါ့ဟာတညံကြီးတယ်ပေါ့နော်ပြောရလို့ရှိရင်ခုနပြောခဲ့တယ်လို့ပဲပေါ့သူတို့ကဘဝကိုအေးချမ်းချမ်းနဲ့ငြိမ်းငြိမ်းချမ်းချမ်းပဲဖြတ်တန်းလိုတဲ့လူတွေဖြစ်တဲ့အတွက်အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လူတွေဖြစ်တယ်ဘဝကိုဟာတအမြင်နဲ့ပဲကြည်တတ်တဲ့လူတွေဖြစ်တယ်ပေါ့နော်စကားပြောတဲ့နေရာမှာလည်းတစ်ခါလေကြာရင်ကတိကတ်တရှာရှာဖွေဖွေနဲ့ထိထိမိမိရက်နဲ့လက်နဲ့ပြောတတ်တဲ့အနေအထားတွေရှိတယ်ပေါ့ဒီလူတွေကသူတို့ကတခုခုကိုလုံမယ်လို့ဆုံးဖြတ်ပြီးအုံတိုင်းနဲ့ချက်ချင်းထပြီးလှုပ်လိုက်ရမှာဆိုတဲ့လူစားမျိုးတွေပေါ့နော်သူတို့ဟာဘယ်ရာမဆိုလဲသူတို့ကလွန်လွန်ကဲကဲလှုပ်တတ်တဲ့သဘောမျိုးတွေရှိတယ်လိုတာထက်ပိုပြီးလှုပ်တတ်တဲ့သဘောမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဘယ်ကိစ္စတွေမဆိုမှဆိုသူတို့ရဲ့အဲ့ဒီလောကြီးတယ်စိတ်မြန်တယ်ဘာဖြစ်လို့စိတ်မြန်လဲဆိုတော့သူတို့က motivate သမားတွေပေါ့နော်ပြောင်းလဲသမားတွေအဲ့လိုလောအဲ့လိုလှုပ်တတ်တဲ့ပြောင်းလဲနေတဲ့လှုပ်ရှားနေတဲ့လူစားမျိုးတွေဖြစ်တဲ့အတွက်သူတို့ဟာအဲ့ဒီတစ်ခါတရံသူတို့ရဲ့ဘဝတွေမှာအဲ့ဒီလောကြီးမှုစိတ်မြန်မှုအရာရာကိုလွန်ကဲစွာလှုပ်တတ်မှုတွေကြောင့်ပေါ့နော်မကြာခဏအမှားတွေကိုတွေ့ကြုံရင်ဆိုင်ရတတ်တယ်ပေါ့နော်အဲ့ဒီဟာကိုတော့တတိထားဖို့လိုတယ်တဲ့ဒါပေမဲ့သူတို့ကအမှားတွေကြုံလာလို့ရှိရင်လည်းဝန်ခံရဲတယ်တဲ့သူတို့ဟာအမှားကိုအမှားမှန်းသိလို့ရှိရင်လည်းအမှန်ကိုပြင်တတ်တယ် fix သမားတွေကြတော့သူတို့ဟာသူတို့မှန်တယ်လို့ယုံကြည်ထားပြီဆိုလို့ရှိရင်အပြောင်းလဲကိုလက်ခံဖို့သူတို့ကခက်ခဲတယ်ပေါ့ငါမှန်တယ်ဆိုတဲ့ပုံစံမျိုးကိုတထိချစုပ်ကင်တာတတ်တဲ့လူစားမျိုးတွေဖြစ်တယ်ဒီ Sagittarius သမားတွေကြတော့သူတို့ကမှားရင်လည်းအမှန်ပြင်ဖို့ဝင်မလေးဘူးချက်ချင်းပြင်လိုက်နိုင်တဲ့ပုံစံမျိုးတွေရှိတယ်ဝန်ခံရဲတယ်အဲ့ဒီပုံစံမျိုးပေါ့နော်နောက်တစ်ချက်ကသူတို့ဟာစိတ်ထဲမှာအောက်မထားတတ်ဘူးအတွင်းဟာမကျေနပ်ရင်မျက်နှာမှာလည်းသူတို့ကမကျေနပ်ဘူးနောက်တစ်ချက်ကဒီလိုလဲငြိမ်မနေဘူးမကျေနပ်တာဘူးမကျေနပ်တာဘူးဆိုတဲ့အတိုင်းပါဇက်ကပါထုတ်ပြောပြီးတော့ပြောင်ပြောတဲ့အထိသူတို့ကအဲ့လိုမျိုးအကျင့်တွေရှိတယ်ပေါ့အမှုအကျင့်တွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်သူတို့တွေဟာလူမုန်းများတယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့စိတ်ကိုကသူတို့ကသူများကြိုက်တာမကြိုက်တာကိုလုံးဝဂယုမဆိုင်ဘူးပေါ့အဲ့ဒီပုံစံမျိုးသူကသူစိတ်แท้ရှိတာပြောချလိုက်မယ်ကိုကကိုရိုးရိုးသားသားဖြောင်းဖြောင်းမတ်မတ်နေမယ်ဟန်ဆောင်ရတာကိုမကြိုက်ဘူးစိတ်แท้ရှိသမျှကိုမမြုံတတ်ဘူးမကျေနပ်ရင်ဖြောင်းပြောမယ်အဲ့ဒီပုံစံမျိုးတွေရှိတယ်ဒါပေမဲ့အဲ့ဒီဟာတွေကိုသူတို့ကကြိုက်တယ်မကြိုက်တယ်သူတို့ကတုံးကဲဂယုလည်းမဆိုင်ဘူးပေါ့နော်ပတ်ဝန်းကျင်ကိုတိတ်ဂယုမဆိုင်ဘူးကိုနေခြင်းတလို့နေတဲ့ပုံစံမျိုးလေးပေါ့နော်ကိုမြင်ခြင်းတလို့မြင်ကြပါစေဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးမုန်းခြင်းလည်းမုန်းကြပါစေပေါ့နော်အဲ့ဒီပုံစံမျိုးပေါ့
လီယိုတွေလိုပဲသူတို့ဟာဒီကြီးစိုးတဲ့ဂျိုးတွေအားလုံးကအတူတူဖြစ်နေတဲ့အခါကျတော့လီယိုသမားတွေလိုပဲသူတို့ဟာမာနကလည်းအင်မတန်ကြီးတယ်သူ့ရဲ့မာနကိုအလုံးဝအထိမခံတတ်တဲ့လူစားမျိုးတွေပေါ့နော်ရူလာလုတ်တဲ့ဂျိုးတွေရဲ့အနေထားအရာပေါ့နော်ဘာဖြစ်လို့လဲဆိုဆန်တို့မာစ်တို့ဆိုတာကအင်မတန်မှသူတို့ကရဲရဲရင်ရင်ထက်ထက်မြက်မြက်နဲ့တောက်လောင်တတ်တဲ့ဒီဇိုင်းမျိုးရှိတယ်ကာရိုက်တာတွေကိုသူတို့တွေကပြတယ်ပေါ့ဒီဂျိုတွေကဒီနှစ်ခုอ่ะပေါ့เนาะအဲ့ဒီအတွက်သူတို့ဟာအမြဲတမ်းစိတ်แท้စိတ်แท้ရှိတာကိုပြောတတ်လှုပ်တတ်ပြီးတော့ထက်ထက်မြက်မြက်နဲ့ရဲရဲရင်ရင်ဘယ်သူမှဂရုမစိုက်တဲ့လူစားမျိုးတွေပုံစံမျိုးဖြစ်သွားတယ်ပေါ့เนาะဒီလူတွေဟာမွေးရမြေကိုစွန့်ခွာပြီးတော့သူတို့ဟာအဝေးမှာအောင်မြင်ကြီးပွားနိုင်တဲ့လူစားမျိုးတွေဖြစ်တယ်ပြပတွေထွက်မယ်ဒါမှမဟုတ်ကိုမွေးရစာတီနဲ့ဝေးတဲ့နေရာတွေမှာသွားပြီးအခြေချမယ်စီးပွားရှာမယ်အဲ့လိုမျိုးတွေကသူတို့ကိုပို့ပြီးကြီးပွားတိုးတက်စေတယ်တဲ့ဒီ$မှာမွေးဖွားတဲ့လူတွေကပေါ့စီးပွားရေးမှာအောင်မြင်နေအောင်လုပ်တတ်တယ်အဲ့ဒါကြောင့်စီးပွားရေးမှာညံကောင်းပြီးအောင်မြင်အောင်လုပ်တတ်တဲ့လောက်ပေါ့နော်ဒီစီးပွားရေးဘက်ဒီမှာကံကောင်းတဲ့လောက်သူတို့ရဲ့အခြေရေးအိမ်ထောင်ရေးတွေမှာသူတို့ဟာတိတ်ပြီးတော့အစင်မပြေတတ်ဘူးပေါ့နော်အခြေရေးအိမ်ထောင်ရေးတွေမိသားစုကိစ္စတွေမှာစိတ်ရှုပ်ထွေးစရာတွေကြုံရတတ်တယ်အခြေရေးမှာဆိုလို့ရှင်လဲစိတ်ကတအားမြန်တယ်ပေါ့နော် mutable သမားတွေဖြစ်တယ်mutable သမားတွေဖြစ်တဲ့အခါကျတော့အပြောင်းလဲအယမ်းမြန်တယ်အပြောင်းလဲအယမ်းမြန်တဲ့အခါကျတော့သူတို့ကခုတွေ့ခုကြိုက်ခုယူပုံစံမျိုးတွေလဲသူတို့ဒီယာတီပွားတွေကရှိတတ်တယ်ပေါ့နော်ဘလူးတာသူတို့ကတိတ်ကြယူမဆိုင်ဘူးသူတို့ကြိုက်ရင်စိတ်မြန်လက်မြန်ကိုမြန်နဲ့ခုကြိုက်လဲခုယူခြင်းယူလိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေသူတို့ကရှိတတ်တယ်အဲ့လိုချစ်ကိုယုံပြီးပုံအပ်တတ်တဲ့ပုံစံမျိုးတွေရှိတယ်ဒါပေမဲ့တစ်ခါလေကြာရင်အဲ့ဆုံးဖြတ်ချက်တွေကမှားသွားတတ်တာမျိုးပေါ့အရန်ဆုံးဖြတ်ချက်ကိုခုနပြောခဲ့တယ်လို့ဒီလူတွေကဘာလှုပ်လောကြီးတယ်စိတ်မြန်တယ်လွန်ကဲလှုပ်တတ်တယ်အဲ့ဒီပုံစံမျိုးတွေကသူတို့ကိုကြီးစိုးတဲ့အခါကျလှုပ်ချင်ရလှုပ်လိုက်ပြီးမှအဲ့ဒီဆုံးဖြတ်ချက်တွေကမှားသွားတတ်တဲ့ဟာမျိုးတွေရှိတယ်အဲ့ဒီချိန်ကြရင်တစ်ခါတလေလွန်နေတဲ့ပုံစံမျိုးလဲဖြစ်မယ်ပေါ့နော်လွန်မှနောင်တရတတ်တဲ့ပုံစံမျိုးတွေရှိတတ်တယ်နောင်တတရားဒီလူတွေကိုကြီးစိုးတတ်တယ်အဲ့ဒါကြောင့်အဲ့ဒါကိုသတိထားဖို့လိုတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ relationship ဘိုင်းတွေမှာဆိုရင်ဒီ Sagittarius တရားပေါ့နော်ဒီအခြေရေးတို့အိမ်ထောင်ရေးတို့မှာအင်မတန်မှဘာလှုပ်ခေါင်းအေးနဲ့စိတ်မြန်တာတို့စိတ်လောကြီးတာတို့မလှုပ်ပဲနဲ့တေးသေးချာချာဆုံးဖြတ်ပြီးမှလှုပ်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်ပုံမှန်အနေနဲ့อ่ะဆိုရင်သူတို့ရဲ့စိတ်ထားဟာနူးညံ့တဲ့နှလုံးသားကိုပိုင်ဆိုင်ထားတဲ့လူတွေဖြစ်တယ်အချစ်ရေးမှာတနာလွယ်တယ်ယုံကြည်လွယ်တယ်စိတ်ညွတ်လွယ်တဲ့လူတွေဖြစ်တယ်အဲ့လိုပုံစံကြောင့်လဲခုနအချစ်ရေးမှာသူတို့တွေဟာအခုတွေ့အခုကြိုက်အခုယူပုံစံမျိုးတွေဖြစ်သွားတတ်တဲ့လူတွေဖြစ်တယ်ဆိုတာဒီ character တွေကြောင့်ပေါ့နော်နှလုံးသားနူးညံ့ပြီးတော့ယုံလွယ်တယ်တနာလွယ်တယ်အဲ့ဒီပုံစံမျိုးတွေပေါ့သူ့ရဲ့ character ဘိုင်းအရာစိတ်ကလည်းအပြောင်းလဲမြန်တဲ့မူတီပဲသမားတွေဖြစ်တယ်နှလုံးသားကလည်းနူးညံ့တယ်တနာလွယ်တယ်ယုံကြည်လွယ်တယ်နောက်ပြီးတော့စိတ်မြန်တယ်လောကြီးတယ်ဘာမဆိုလွန်ကဲလှုပ်တတ်တယ်အဲ့ဒီ character တွေအားလုံးပေါင်းသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီအခြေရေးတွေမှာခုတွေ့ခုကြိုက်ခုယူပုံစံမျိုးဖြစ်သွားပြီးတော့ဆုံးဖြတ်ချက်တွေမှားတတ်တဲ့ပုံစံမျိုးတွေဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒီတခုတော့သတိထားဖို့လိုတယ်ပေါ့နော်မိတ်ဆွေအနေနဲ့ပေါင်းသင်းရမယ်ဆိုလို့ရှိရင်ပေါ့ဒီ$မှာမွေးဖွားတယ်ဒီလူတွေဟာမိတ်ဆွေဖြစ်ပေါင်းသင်းလို့အမတန်မှကောင်းတယ်တဲ့အလုပ်ကိုလည်းကြိုးကြိုးစားစားနဲ့ပြင်းပြင်းထန်ထန်လုပ်တတ်တဲ့လူစားမျိုးတွေဖြစ်တယ်တဲ့ပြောရရင်အလုပ်မကြောက်ဘူးငွေကိုအင်းနဲ့အားနဲ့ရှာတတ်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်ပင်ပန်းတာကိုမကြောက်တဲ့လူစားမျိုးတွေပေါ့နော်ဘယ်အလုပ်ကိုမဆိုသူတို့နော်တာဝန်တိတိနဲ့လုပ်တတ်တယ်အဲ့ဒီသူတို့ရဲ့တာဝန်တိတတ်မှုအပေါ်မှာလဲသူတို့ဟာဂုဏ်ယူတတ်တဲ့သဘောမျိုးတွေရှိတယ်တဲ့သူတို့ရဲ့စိတ်ကိုသူတို့ကပြန်ဂုဏ်ယူတတ်တဲ့သဘောမျိုးပေါ့နော်အလုပ်လုပ်တဲ့နေရာမှာလဲသူတို့တွေဟာစိတ်ကူးရရင်ရတယ်လို့ထလုပ်တတ်တဲ့အခြေအနေရှိတယ်ပေါ့နော်ခုနပြောသလိုပဲပေါ့နော်ဆုံးဖြတ်ချက်ချပြီးရင်အချိန်မဆွဲဘူးပြုံးစုထလုပ်တတ်တဲ့လူစားမျိုးတွေအခုဆုံးဖြတ်ချက်ချအခုထလုပ်တတ်တဲ့လူစားမျိုးတွေဖြစ်တဲ့အတွက်သူတို့စိတ်ကူးရရင်ရတယ်လို့အမြဲတမ်းထလုပ်တတ်တဲ့အကျင့်လည်းရှိတယ်ပေါ့နော်ဒီလူတွေဟာသူတို့ရဲ့ဘဝမှာကိုယ်ပိုင်စီးပွားရေးလုပ်တာထက်
အတတ်ပညာရှင်တွေအဖြစ်အသက်မွေးဝမ်းကြောင်းပြုတာသူတို့အတွက်ပို့ပြီးတော့အောင်မြင်တတ်တယ်ပေါ့နော်သူတို့ ਨੇ ပို့ပြီးတော့အကျိုးပေးတယ်ပေါ့ရှေ့နေတို့အင်ဂျင်နီယာတို့ဆရာဝန်တို့ပွဲစားတို့ဒီပုံစံမျိုးတွေပေါ့နော်အလုပ်လုပ်တဲ့အခါမှာစိတ်ကူးစိတ်သားနဲ့ညံကောင်းကောင်းနဲ့ထက်ထက်မြက်မြက်နဲ့ပပနတ်နတ်လှုပ်တတ်တဲ့အနေအထားတွေရှိတယ်တာဝန်ယူရဲတဲ့စွမ်းရည်တွေရှိတယ်အဲ့ဒါကြောင့်ခုနပြောခဲ့သလိုပဲဒီ Sagittarius သမားတွေကပေါ့နော်ဘဝမှာငွေကံကြေးကံတွေအလွန်ကောင်းနေတဲ့ဒါပေမဲ့တစ်ခါတလေကြာရင်အဲ့ဒီဟာသူတို့ဟာစီးပွားရေးလုပ်တဲ့အခါမှာတချီကောင်းပွားပေါက်တူကြံတတ်တယ်အဲ့ဒီဟာမျိုးတော့ဂယုစိုက်ဖို့လိုတယ်ပေါ့နော်ဘဝမှာငွေကြေးကံတွေကောင်းမွန်သလောက်ပေါ့နော်မထင်မှတ်တဲ့အပြောင်းအလဲတွေလည်းကြုံရတတ်တယ်ငွေကြေးကံကောင်းပြီမဲ့ဘဝမှာအတက်အကျတွေလည်းသူတို့ကကြုံရတတ်တယ်ပေါ့နော်ဟိုစင်းရဲစာတာတော့မပါဘူးဒါပေမဲ့အတက်အကျမျိုးတွေတော့ရှိတယ်ပေါ့နော်ကျမရေးပိုင်းနဲ့ပတ်သက်လို့ရှိရင်တော့သူတို့ဟာသွေးတိုးယောဂနှလုံးယောဂအဆစ်အမြစ်ကိုက်ခဲတဲ့ယောဂအဲ့ဒီယောဂတွေကိုတော့သူတို့ဟာသတိထားဖို့လိုတယ်တဲ့အဲ့တော့သူတို့ရဲ့ကံကောင်းစေတဲ့အယောင်တွေကတော့ပေါ့နော်ခရမ်းရောင်တို့နက်ပြာရောင်တို့အဲ့ဒီအယောင်တွေဟာသူတို့အတွက်ကံကောင်းစေတဲ့အယောင်တွေဖြစ်တယ်ကြောက်တွေနဲ့ပတ်သက်လို့ရှိရင်လည်းသူတို့တွေကခရမ်းဆွဲတို့ blue topaz တို့လိုဟာမျိုးတွေပေါ့နော်အဲ့ဒီယတနာတွေကြောက်တွေကိုအဆောင်ဖြစ်နေဆောင်ဖို့တင်တော်တယ်ပေါ့နော်ပန်းနေအနေနဲ့ကြာရင်ပေါ့နော်ဆောင်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်စပွဲတွေပေါ်မှာထားတာပဲဖြစ်ဖြစ်ဖျားပန်းတင်ချင်တာပဲဖြစ်ဖြစ်ပန်းနေအနေနဲ့ပတ်သက်လို့ရှိရင်သူတို့ဟာကာနေရှင်ပန်းတွေဟာသူတို့အတွက်ကံကောင်းစေတတ်တဲ့ပန်းတွေဖြစ်တယ်တဲ့အဲ့တော့ဒီနေ့ဖို့ကတော့ဒီ Sagittarius အကြောင်းနေပြီးသွားပြီဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဆရာမဒီဗီဒီယိုလေးကိုဒီမှာဒီမဲ့ရပ်ပါပြီနော်ဆက်ဆက်ရရဆင်ပြေကြပါစီရှင်ဒီကောင်းကြမှာကြပါစီရှင်